1940 ခုနှစ်အောက်တိုဘာလနိုင်ဝန်ကလုံးဦးစောဟာဗြိတိန်အစိုးရနိုင်ဝန်ဝင်းစတန်ချာကြီးမြန်မာနဲ့အိန္ဒိယပြည်ဆိုင်ရာဝန်ကြီးမစ္စတာအေမရီနဲ့တွေ့ဆုံရန်ဘီလက်ကိုထွက်ခွာသွားပါတယ်။ထို့သောမထွက်ခွာမီမှာဦးစောဟာရန်ကုန်မြို့ရှိဂျပန်ကောင်စစ်ဝန်နဲ့တွေ့ဆုံခဲ့ပါတယ်။ထိုအချိန်မှာနမ်မတော်ဖိုးတို့အုံးဖေနဲ့ထွန်းတင်တို့ဟာအမှုပြီးဆုံးပြီးတဲ့နောက်ကုသိုလ်ပြုတဲ့သဘောနဲ့တရတော်ကျောင်းလိုက်ကိုသွားကဒုံလဘရဟန်းဝင်နေကြပါတယ်။ထိုအချိန်ကဂလုံဦးစောရဲ့ဝင်းတို့တပ်များနဲ့ဒေါက်တာဘမော်ရဲ့ဓမ္မတပ်များဟာရန်ကုန်မြို့မှာမကြာခဏပြဿနာဖြစ်ပွားပြီးရိုက်ပွဲများဖြစ်လေရှိပါတယ်။ဒေါက်တာဘမော်ရဲ့ဓမ္မတပ်ဖွဲ့များမှာပင်လီရှက်လက်တို့ဘောင်းမီအပြာယူနီဖောင်းစင်တူဝတ်ဆင်ကြပြီးဂလုံဦးစောရဲ့ဂလုံတပ်များကကာကီဝမ်းဆက်နဲ့ဝင်းတို့များကိုကင်ဆောင်လိရှိပါတယ်။ရန်ကုန်လူမိုက်အများစုဟာနိုင်ငံရေးရိုက်ပွဲများနဲ့ခဝေးဝေးမှနေကအခြေအနေကိုစောင့်ကြည့်နေကြပါတယ်။1940ခုနှစ်ဒီဇင်ဘာလ9ရက်မနက်လင်းအားကြီးချိန်မှာအမေရိကန်ပိုင်းဟာဝိုင်မှာရှိတဲ့ပလဲစိတ်ကမ်းကိုဂျပန်လေတပ်ကဘုံကျဲတိုက်ခိုက်ခါဒုတိယကမ္ဘာစစ်ကြီးအတွင်းသို့ဂျပန်ကစတင်ဝင်ရောက်လာပါတယ်။ဒီဇင်ဘာ10ရက်နေ့မနက်2 နာရီမှာဂျပန်တပ်များကမလေးရှားကိုသိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ဗြိတိရှတို့ရဲ့အရှေ့တောင်အာရှအကောင်းဆုံးခံတပ်ကြီးစင်ကာပူကျသွားခဲ့ပြီ။ပလဲစိတ်ကမ်းအားဘုံကျဲပြီး16ရက်ကြာ1941ဒီဇင်ဘာလ23ရက်ရန်ကုန်မြို့အလံမြဖျားလန်းရှိအချက်ပြဖမ်းယူရေးတက်ရဲ့ဆက်သွယ်ရေးလိုင်းဖမ်းဆက်ထဲသို့ Most Secret Number 707 ကုတ်တက်ထားသောဝက်စာတစ်ခုဖမ်းယူရရှိခဲ့ပါတယ်။ထိုဝက်စာမှာဂျပန်တိုက်လေယာဉ်ချင်းချင်းပေးပို့တဲ့ဝက်စာဖြစ်ပြီးရန်ကုန်မြို့ရှိစစ်ဖက်ရက်ဖက်ပြစ်မှတ်အားလုံးကိုချေမှုန်းရန်လမ်းပေါ်တွေ့သမျှရသားမှန်သမျှအကုန်ပြစ်တဲ့ရန်ဟူသောအမိန့်ကိုဗြိတိရှအချက်ပြတပ်ဖွဲ့ကဖော်ထုတ်နိုင်ခဲ့ပါတယ်။သို့သောတံပြန်တိုက်ခိုက်ချေမှုန်းရန်အတွက်အချိန်နောက်ကျသွားပြီ။ထို့ကြောင့်ရန်ကုန်လူထုကိုတည်ပေးနေရင်ထိတ်တန့်ကြောက်ရွံ့ပြီးအခြေအနေမထိနိုင်မှာဆိုသောအကြောင်းပြချက်နဲ့ပြည်သူလူထုကိုအတိမပေးဘဲစစ်ဘက်ဆိုင်ရာနဲ့အုပ်ချုပ်ရေးဆိုင်ရာများကိုသာစစ်ဘက်ဆိုင်ရာလျှို့ဝှက်သတင်းဖြင့်ပေးပို့လိုက်ကြပါတယ်။ဂျပန်တို့ရဲ့တော်ဝင်လေတပ်ဟာရန်ကုန်မြို့ကောင်းကင်ယံကိုရောက်ရှိလာကြပါတယ်။ရန်ကုန်လေလူထုအခြေအနေကိုဘာမှမသိကြ။ရန်ကုန်မြို့သူမြို့သားများမှာဂျပန်လေတပ်အုပ်ကြီးကိုအထူးဆန်းထွက်ကြည့်ကြပါတယ်။မနက်10:00 နာရီမှာဂျပန်ဘုံကျင်းလေယာဉ်အစင်း60နဲ့ဂျပန်တိုက်လေယာဉ်30တို့ကောင်းကင်အပြည့်ပြန်တန်းနေပါတယ်။ရှေးဦးစွာဂျပန်လေတပ်များဟာကမ်းနားလမ်းတစ်လျှောက်ရဲကြည့်နေတဲ့လူအုပ်ကြီးတွေကိုဘုံတစ်လုံးပစ်ချလိုက်ပါတယ်။ထို့နောက်တိုက်လေယာဉ်တစ်စင်းကခက်နေပြန်လာပြီးဝယုံလုံးသားဖြစ်နေတဲ့လူအုပ်ကြီးကိုစက်သက်နဲ့လိုက်လံပစ်ခတ်ပါတယ်။လမ်းမတော်နဲ့ကက်လျက်ရှိသောအလုံးရက်ကွက်ဟာအထိနာဆုံးဖြစ်ပြီးမီးဟုံဟုံတောက်နေပါတယ်။ရဟန်းဝင်နေသောလမ်းမတော်ဖိုးတို့နဲ့တပည့်နှစ်ယောက်ချက်ချင်းလူကိုလဲကမိသားစုထံအသီးသီးပြန်ပြေးကြပါတယ်။